အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ Viber အကောင့်မှာကိုကပို့ထားတဲ့အစာတွေရှိတယ်ပေါ့နော်တစ်ဖက်လူကကျွန်တော်တို့ပုံတွေပို့တဲ့စာတွေပို့တဲ့အခါဆိုရင်ကျွန်တော်တို့ရဲ့ gallery ထဲကိုပေါ့နော် auto စစ်နေတာတွေ auto ဝင်နေတဲ့ဟာတွေ auto ဗီဒီယိုတွေကစာ download လုပ်နေတဲ့ရတယ်ဘယ်လိုလုပ်ရမှလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဆိုမိတ်ဆွေတို့ရဲ့ Viber လေးထဲရင်ဆုံးဝင်လိုက်ပါပေါ့နော်ဒီ Viber လေးထဲကို Viber လေးထဲရောက်ပြီဆိုရင်အောက်ကပေါ့နော်ကျွန်တော်တို့ဒီမိုးဆိုတဲ့ဟာလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ပေါ့နော်ဒီမှာ setting လေးထပ်မံပြီးတော့နှိပ်ပါ setting လေးထပ်မံပြီးတော့နှိပ်ပြီးပြီးဒီအောက်မှာပေါ့နော် media ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ပေးပါပေါ့နော်ဒီမှာ media ဆိုတဲ့ဟာလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ပေါ့နော် save auto gallery ဆိုတဲ့နေရာလေးမှန်ကြည့်လေးတစ်ချက်ဖြုတ်လိုက်ပါပေါ့နော်ဒီမှာပြီးပြီဆိုရင် auto download ဆိုတဲ့နေရာမှာကျွန်တော်မှန်ကြည့်လေးတစ်ချက်ဖြုတ်လိုက်ပါပြီးပြီဆိုရင်ပေါ့နော် auto play video ဆိုတဲ့နေရာမှာမှန်ကြည့်လေးတစ်ချက်ဖြုတ်လိုက်ပါမှန်ကြည့်လေးတစ်ချက်ဖြုတ်လိုက်ပါပြီးပြီဆိုရင် reset data user ဆိုတဲ့နေရာမှာလည်းပေါ့နော်မှန်ကြည့်လေးတစ်ချက်ဖြုတ်လိုက်ပါခင်ဗျဒါဆိုမိတ်ဆွေတို့ရဲ့ပေါ့နော်ဒီဖုန်းထဲမှာပေါ့နော်သူများပို့ထားတဲ့တပုံလေးလုံးဝမစေတော့ပါဘူးခင်ဗျကိုယ့်ရဲ့ gallery ထဲမရောက်တော့ပါဘူးပေါ့နော်မိတ်ဆွေတို့ကပေါ့နော်ရလားမရဘူးလားလုပ်လို့ရလားမရဘူးလားဆိုတာကိုကျွန်တော်ရဲ့ comment လေးမှာပေါ့နော်တစ်ချက်လောက်ရေးထားပေးပါပေါ့နော်